လူတော်တော်များများပြောတယ်အစာပိုင်းကခတ်တယ်ဘာလို့လို့အစာပိုင်းကခတ်တယ်စီးပွားရေးပဲလုပ်လို့ပညာရေးပဲလုပ်လို့ပညာရေးတစ်ခုကိုပဲလေ့လာအစာပိုင်းကခတ်တယ်ပေါ့အစာပိုင်းကကြော်လွန်သွားပြီဆိုလို့ရှိရင်ဒါလွယ်သွားပြီပေါ့အမှန်တော့အဲ့ဒါဂျင်းစကားဗျကျွန်တော်ရဲ့အတွေ့အကြုံရပြောရင်အစာပိုင်းကမခတ်ဘူးဘာဖြစ်လို့လဲဆိုတော့လူတိုင်းကိုကြည့်လိုက်စုံအောင်မလုပ်နိုင်တဲ့သူပဲရှိတယ်လူတိုင်းစနိုင်ဟိုလေးစလိုက်အစင်မပြေပါဘူးလေးရက်သွားလိုက် motivation တက်တုံးလုပ်လိုက်ပြန်ကြသွားလိုက်လူတိုင်းအစာပိုင်းကိုကြော်ဖြတ်နိုင်တယ်လူတွေကိုကြည့်လိုက်အစာပိုင်းမှာအများဆုံးပဲပညာရေးတစ်ခုကိုလေ့လာတယ်အစာပိုင်းမှာအများဆုံးကျွန်တော်တို့ကိုယ်တိုင်လည်းစတင်နေအစာပိုင်းမှာလူတွေကအယောက်30လောက်ရှိတယ်အလယ်ရောက်ရင်20နောက်ဆုံးပိတ်ကြ10ရောက်လောက်ပဲကျန်အမှန်တော့အစာပိုင်းကအရန်လွယ်ပါတယ်အဆုံးပိုင်းရောက်ဖို့ဒါခဲရင်တာပါ